呢，没事了。九宝。အားလုံးပဲမင်္ဂလာပါဒီ vlog လေးကတော့နှင်းတောင်ကိုတောင်းမဲ့ vlog လေးဖြစ်ပါတယ်ခုကတော့နယူးယောက်ကိုစစ်ကုံလို့ပေါ့နော်ဒီအေဂျင့်နဲ့နေရာလေးကိုလာလေတာဖြစ်ပါတယ်ကြည့်ပါဦးလုံးဝရှင်းလင်းပြီးတော့အေဂျင့်နေလိုက်တာဆိုတာပြန်အေဂျင့်တာပဲI love New York တရားညူးရောတာ I love Bomo ကဲခုတော့နှင်းတောင်နဲ့ရှေ့နေရာကိုဆောက်ထွက်ပါပြီးမိုးရတယ်ရွာနေပါတယ်လို့ဒါပေမဲ့လေသူကနေရာတစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော်အဲ့တော့ဒီကနေပြီးတော့နောက်ထပ်2 နာရီလောက်ကားမှပြီးတော့တွားရင်နှင်းတောင်နဲ့ရှေ့ရောက်မှာဖြစ်တဲ့ကြောင့်မလို့ထားတော့ခုကော်ဖီဆိုင်ဝင်ပါတယ်ရှူကင်းကတော့လုံးဝရှယ်လာတယ်ပေါ့နော်ဒီတောင်တန်းတွေကိုမှသူကအဲ့လိုမျိုးအပေါ်ကနေတိတ်နေဖုံးထားဆိုတော့လေအပေါ်တောင်ရဲ့ပေါ်ထိတ်တယ်လုံးဝပျောက်ပြီးတော့လုံးဝအပေါ်မှာတစ်ခုဆိုမြင်နေရတယ်တွေ့လားအရန်ကိုမိုက်ပါတယ်ဒီလို view ကအပြင်မှာပုံမိုက်တယ်ပေါ့နော်ခုကနည်းနည်းအိုးဆန်းဆန်းမိုက်ပေါ့နော်အဲ့လိုမျိုးတဘာဝလုံးဝဆန်နေပေါ့နော်မျက်စိလုံးဝအေးချမ်းနေအောင်ပဲပေါ့နော်အရန်ကြိုက်ပါတယ်လုံးဝမြူတွေအလိမ့်နဲ့ပေါ့နော်အရန်လာပါတယ်ဒီနေရာတွေကနှင်းကြရင်လှတယ်ဆိုပြီးတော့ဗောနော်ထားလို့ဝင်ခဲ့တယ်ဒါပေမဲ့ဒီနေရာကတကယ်တမ်းကြောက်တရေ6တဲ့နေရာဆိုပြီးတော့နာမည်ကြီးခဲ့တာကိုထားတော့မသိပဲနဲ့ဗောနော်ဒီတိုင်းသွားပြီးတော့လေပတ်ခဲ့တယ်ဒါပေမဲ့ထားလို့တရေတော့မ6ခံလိုက်ရဘူးဗောနော်ထားလို့ဝင်ခဲ့တာဒီနေရာတွေကဗောနော်အဲစမ်းချောင်းလေးတွေပုံစံမျိုးဗောနော်အတန်လေးကြားနေရလို့ထားလို့တဘောကြလို့ဝင်ခဲ့ပါတယ်ထားကစမ်းကြောင်းရီကြတန်တွေကိုအရန်သဘောကြရတဲ့မှာပါတယ်ပေါ့နော်အားကြောင့်မလို့ဗီဒီယိုတစ်ခုကြိုက်တိုင်းအဲဒီရဲ့ရီကြတန်လေးတွေကိုအမြဲတမ်းပေါ့နော်တေချာလေးချိန်ယူပြီးရိုက်ထားလေးရှိတယ်ဒီထဲမှာလည်းဗီဒီယိုလေးထည့်ထားပြီးပါတယ်ရီကြတန်လေးတွေကိုနားထောင်ပြပါဦးဘယ်ဘက်ကိုရအဲ့တော့အပေါ်မှာနေလို့ရတယ်ဒီမှာသိလားအဲ့ဒီဟုတ်ပါဖုံးနေရပဲဘယ်ဒီကိုများနော် ဒီဘက်ကနှင်းတော်များဒီလော်တယ်ဒီဘက်နှင်းတွေ့ခဲ့ပြီဒီမှာပါကင်းတက်လာလို့ရတယ် snowman လို့လက်အိတ်ယူလာခဲ့နော် snowman လို့ဖို့ဒီကောင်ကမပတ်တာလောက်ပါဟုတ်တယ်လက်စင်နဲ့လောက်နေအိုးလူလေးကမသိပွဲစိတ်လေးကြာနေတာပဲဆင်းလာကြအိုးတော်တော်မိုက်တာပဲဆင်းလာလူတွေကောင်တော့စနိုးဘုတ်တွေနေများစကီတိတ်မရှိဘူးရောဟာလို့ပြင်ဒါရီတော့စနေဖြစ်ပါတယ်ဟိုကားလမ်းနေတာကြာဟိုလမ်းကကျွန်တော်ဒီမဝင်ကြီးကအဲ့လမ်းပဲနဲ့ပြီဟုတ်တယ်ဒီတဲကမဝင်လမ်းမကြီးရတယ်ဒီအရူရောလာစီမအဲ့ဘခုံချကြနော်ခုံးချတယ်ဒီကတားနေချောင်းอ่ะဒါမှထူးနော်ထူနဲ့ဒီမှာစနိုးမန်အဖေရှိရပဲဟိုမှာလဲ L phone စနေက2ယောက်ပဲဟိုရှိပါပဲ3ယောက်လေဟိုဟိုကလည်းစနိုးဘူးမဟုတ်ဟိုဟာစနိုးဘူးမဟုတ်လေသားနေချနေပါပြီနောက်ဆုံး finally ပြန်ကန်ဒီမှာနေနဲ့တွေ့ရပါနို
over စကြင်လားစကြင်လားစဟဲ့ကြည့်ရချာတို့အခု Story Mountain ရဲ့ Sky Ride ကိုစာစီးနေပါပြီစီးရတဲ့ကြာချိန်ရပေါ့နော်15မိနစ်လောက်ရှိပါတယ်အပေါ်ရောက်လို့ရှိရင်ခြားတို့နားနေတဲ့နေရာတွေရှိတယ်ပြီးသွားလို့ရှိရင်အဲ့မှာစားတော့ဆိုင်တွေလည်းရှိရပေါ့နော်စားတော့ဆိုင်ကတော့အများကြီးမရှိဘူးခြားတို့တွေ့ခဲ့တာတစ်ဆိုင်တစ်ဆိုင်လောက်ပဲရှိပါတယ်ဆိုတော့ဒီဟာလေးကပေါ့နော်စီးရတော်တော်လေးမိုက်တယ်ဒီတောင်စီးတဲ့ခါကျရင်အရန်ကျွမ်းကျင်တဲ့လူတွေပဲဒီပေါ်တက်ပြီးတော့စကီစီးခွင့်ပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့တောင်ကအရန်ရအောင်မြင်းတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ခြားတော့ဒီတိုင်းပဲလေပတ်ပူအတွက်တွားတာပေါ့နော်ဟုတ်ကိုကို嗨咯你老婆啊谁谁没有好家伙咯One, two, three. 1, 2, 3. 好。So happy, so happy. I'm so happy. Happy? You happy? happy 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 哎呀，哪么表来着？这样。快嘞 Hello. Hello. 来来问来过来呀，妹妹。你那么明呀，我。哦，对吗？对，啊，超有哦。3. 猪爆了不然看到啊？猪呢猪呢看路来了。对对ခြားတို့အခုအောက်ပြန်ဆင်းပါပြီပေါ့နော်အပေါ်မှာတပုံနေနဲ့ရိုက်ပြီးွားပြီးဗီဒီယိုလေးရိုက်ပြီးွားပြီးဆိုတော့အရန်ကိုပြောခဲ့ရပါတယ်ဒီနေ့တောင်ကြီးကိုအရန်ကျေးဇူးတင်ပါတယ်ဒီလို file မျိုးတစ်ခါမှထားမရဘူးပေါ့နော်ဒါပထမဆုံးဒီလိုနှင်းတောင်ကြီးကိုမြင်ခဲ့ရတာဆိုတော့လေအရန်အေဂျင့်ပြီးတော့အရန်ကိုတာရပါတယ်နောက်ဆုံးခြားတို့ဒီမျိုးလေးထဲမှာပဲပေါ့နော်ညစာစားပြီးတော့ခြားတို့အဲ့မျိုးလေးကိုပဲလိုက်ပတ်ကြည့်ပြီးတော့ခြားတို့အိမ်ပြန်ခဲ့ပါတယ်ထိုင်း vlog လေးကိုဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်ဆိုတော့နောက် vlog တွေမှာလည်းထပ်တွေ့ကြရအောင် See you in the next video bye bye